ဒီစောင်းတွင်းမှာဆိုလို့ရှိရင်အညာဒေတာမှာအရန်အေးတယ်ဒီလိုအရန်အေးတယ်ကျမတို့အညာဒေတာလူတွေဆိုလို့ရှိရင်လေနော်အနှွေးတွေကိုချုပ်ကိုမချုပ်အောင်နေကင်း7 နာရီကနေညနေကင်း3 နာရီလောက်ကလွယ်ကြတဲ့အချိန်ကအချိန်လေးအနှွေးတယ်လေးနဲ့နေရတာဒီလိုအနှွေးတယ်တွေဝတ်တဲ့ကြားထဲမှာကိုကမိမိမဲ့မဲ့လေးနဲ့ဂေါ်ရှင်တဲ့သူတွေအတွက်နော်ဒီလိုကဲ6တဲ့တစ်စီး9တဲ့တစ်စီးသာယူထားလိုက်တော့မောင်လေးတို့ညီမလေးတို့ရေနော်မဆမဝတ်ထားတဲ့ဟာလေးကယောက်ျားလေးရောမိန်းကလေးရောဝတ်လို့ရပါတယ်ဟာဒီလိုမျိုးခေါင်းစုပ်ကလေးလည်းပါတာဆိုတော့မောင်လေးတွေနော်လောဝညီမလေးတို့ရေခေါင်းစုပ်လည်းတီးတန့်ဝယ်စရာမလိုတော့ပါဘူးဒါမျိုးလေးတွေဝတ်ဖို့သမားလေးတွေနော်လောဝအယောင်ဆုံးကယူထားလိုက်တော့စောင်းထဲမှာမိမိမဲ့မဲ့တဲ့ဂေါ်ရှင်တဲ့ညီမလေးတွေမောင်လေးတွေအတွက်နော်ဈေးနှုန်းကလည်းတတ်တာလေးနဲ့ရောင်းချပေးမှာဖြစ်တဲ့အတွက်နော်ရောင်းချပေးမဲ့ဈေးနှုန်းလေးမပြောခင်အထက်ရဒီဇိုင်းကလာဘာညာတွေတော့လုံးဝအထက်အသက်အပြတ်နော်ပြီးရင်အထူလိုင်းလေးတွေကိုတီးတန့်လုပ်ပေးထားပါတယ်ကဲချုပ်ရိုးချုပ်သားလုံးဝအသားနာတတရရနဲ့ချုပ်ပေးထားတဲ့အပြင်ကိုမနော်ဒီလိုမျိုးအထူလိုင်း grade A အမြင့်လိုင်းလေးတွေကိုကဲမတ်စမာလေးကမောင်လေးတွေအတွက်နှစ်ထည့်3နေရာနေစပြီးတော့ရောင်းချပေးပါပဲဖြစ်ပါတယ်နှစ်ထည့်ယူတဲ့သူကကျွန်တော်တို့ဆိုင်မှာဆိုရင်လက်လီလာဝယ်ရှင်တဲ့သူတွေအတွက်ကအရင်ဆုံးပြပြပေးမယ်ပေါ့နော်လက်လီလာဝယ်ရှင်တဲ့လူတွေက9500ကျပ်နဲ့ဝယ်လို့ရမယ် online ကနေနှစ်ထည့်3နဲ့မှာရှင်တဲ့လူကonline ကနေနှစ်ထည့်3နဲ့မှာရှင်တဲ့သူတွေကကြတော့ပေါ့နော်ကျွန်တော်တို့9000အတိနဲ့ရမယ်ဒါမှမဟုတ်ဒီမှာရေးဘာလို့ပြန်ရောင်းမှာမို့နော်10တဲ့တစီယူရှင်တဲ့သူတွေကကြတော့ကျွန်တော်တို့6500ကျပ်နဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ကဲဒီလိုဟူဒီအမိုက်စားကြီးတွေကိုနော်ဒီမှာလေးအမားတို့တက်ထန်လဲပြလိုက်ဦးမယ်လုံးဝအမိအမိုက်ခေါ်သလားမမေးနဲ့ဒီလိုကာလာလေးဆိုရင်ယောက်ျားလေးရောမိန်းကလေးရောနော်ကပ်ပဲဝစ်စင်တယ်လို့ဆိုလို့ရှိရင်မတ်စပါရေးသားတို့သမီးတို့ကနော်ညီမလေးတို့ကမောင်လေးတို့ညီမလေးတို့ကပ်ပဲလေးဝစ်စင်လို့အယောင်တူလေးထည့်ပေးပါဆိုလို့ရှိရင်လည်းမတ်စပါကအယောင်တူလေးထည့်ပေးပါမယ်ကဲအိုးမိုက်တယ်ရှယ်ပဲကဲဒီလိုလေးမိမိမဲ့ဝစ်စင်တဲ့သူတွေကနော်နှစ်ထည့်သုံးထည့်လည်းရောင်းပေးမယ်လက်လီတစ်ထည့်ချင်းဆိုတော့ဆိုင်မှာလာဝယ်ပါရှင်ကဲဒီလိုအမိုက်သားကြီးတွေကိုပါကျမတို့10တဲ့တစ်စီး8000ခွဲနဲ့ရောင်းချပေးပါပဲဖြစ်ပါတယ်ကဲဆက်သွယ်ပြီးတော့မိုင်းစနယ်ဆိုတော့ကျမတို့ရဲ့ဆိုင်ရောင်းဖို့တမလေးတွေဖြစ်တယ်3993399595နဲ့3995699699လေးကိုဘိုက်ပါတို့ကိုဆက်သွယ်နိုင်ပါပြီရှင်